ရေပေါ်တဲ့ရေချိုပေါ်တဲ့အရက်မှာတောက်ရီအိုးစင်တဲ့လို့လူတွေဝရိယရုပ်ရော့သွားတာပဲရှိတယ်ကိုရင်ကနေရေထဲလာမယ်အပြေထွက်လို့ဆိုတော့ဟာလေးပဲရော့သွားတာရှိတယ်ရေချိုပေါ်တဲ့အရက်မှာရေအိုးစင်တင်လဲကျွန်တော်တို့လိုဘေးရင်စရာတွေပတ်စံတောင်းကောင်းအောင်ပြီးတဲ့ရတရားပဲဖြစ်မှာပါကျွန်တော်ဘေးရင်စရာပါမလို့အပ်ဘူးလေရေချိုပေါ်တဲ့အရက်နောက်ပြီးတော့ရောင်တဲ့ရွာကူရတယ်လို့လှဲတဲ့ကုန်းတဲ့တောတဲ့တောင်တဲ့ကူရတာလည်းမဟုတ်ကျွန်တော်တို့ကကြိုက်တဲ့နေရာမှာပတ်စံပါရေဝယ်တောက်လို့ရတဲ့အနေထားတွေရှိနေတဲ့ကိစ္စကြီးဒါတွေကလည်းပြောမယ်ဆိုရင်လည်းလူမုန်းစရာပါဗျာအဲ့တော့ကျွန်တော်တခါတလေကြောက်စဉ်းစားကြည့်တာပေါ့ကွာနိုင်ငံတကာမှာလူမျိုးစုံဘာသာစုံရှိကြတာပေါ့ကုသိုလ်ကောင်းမှုဆိုတဲ့အရာတွေကိုလည်းအကုန်လုပ်ကြတာပေါ့လုပ်ကြတဲ့အခါမှာမမကုသိုလ်ရဲ့နောက်မှာသူအကျိုးပေးဆိုတာရှိရတယ်ချမ်းသာခြင်းပေါ့အဲ့တော့နိုင်ငံတကာမှာကြည့်လိုက်ရင်ကျွန်တော်တို့မြန်မာနိုင်ငံဆင်းရဲတဲ့ပုံစံမျိုးဖြစ်သွားပြီအဆင်းရဲဆုံးဆိုတဲ့အနေအထားမျိုးလူမျိုးတကာမှာဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်ဆင်းရဲပြီကုသိုလ်တွေပြုရတာနဲ့ကုသိုလ်ပြုတဲ့စနစ်ကိုမှားနေတာပြုပုံပြုနေမှားနေလို့အကျိုးပေးကိုကလွဲနေတာအဲ့တော့ကျွန်တော်တို့ကဘာအကျိုးပေးလဲသိလားတရားဇာတတကဘာလုံးမှာရှိတဲ့မြတ်တရားဇာတကျွန်တော်တို့နိုင်ငံမှာထွက်တယ်ဗျကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့တီးနဲ့အစုံဆိုင်တဲ့စိုက်ခင်းတရဝအစုံမွေးတယ်မွေးမြူရေးစကန်းကိုစောက်ရချမ်းဆောင်ဖွေးလို့ဖြစ်နေကိုလည်းမစားမသုံးရအကျိုးပေးကအဲ့လိုဖြစ်သွားတာအဲ့တော့ဘာတော်ဝဲမတိုင်ကျွန်တော်နဲ့ပညာညီကိုပေါ့ဆရာတယောက်ပြောရရှားလို့ဘာတော်ဝဲနေပြန်သွားဘူးဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးတဲ့သူနဲ့ကျွန်တော်နဲ့ကဆရာချင်းတော့တူတယ်ဗျဂိုင်းတော်ချင်းမတူဂိုင်းတော်ချင်းမတူကျွန်တော်ကဝိဇ္ဇမေးဒီစေဂိုင်းပေါ့ဂိုင်းတော်ချင်းမတူသူလည်းသူခေါ်ပြောတယ်ဆရာပြောမသွားဘူးဗျာကျွန်တော်တို့ဆရာကတဲ့သူဂိုင်းပေါ့အဘထောက်ဝဲဆရာလူဒန်းနိုင်တဲ့တပည့်တွေနဲ့အသုံးတဲ့လူရတပည့်ရသွင်းတာတဲ့တပည့်အရာသွင်းတာဆိုတော့တဲ့ကျွန်တော်မသွားခြင်းဘူးနောက်တစ်ခုကဆရာဘေးနားမှာအမြဲတမ်းကပ်ပြီးတော့နေရာရနေတဲ့လူတွေကစီယာတွေဘာတွေညာတွေဆိုတာလဲနားမလဲစီနီယာတွေဘာတွေညာတွေလဲနားမလဲဘူးဝါတွေတိတ်တွေဘာတွေညာတွေလဲမရှိဘူးလူကြီးတယောက်ပါလားဆိုတာလဲမသိဘူးတဲ့ကိုနှုတ်ဆက်ပေါ်တော့မရတဲ့နေရာကြီးကိုတဲ့ဘာသွားလောက်ရမှာလဲတဲ့ကျွန်တော်မသွားချင်ဘူးနောက်ကကျွန်တော်အာဒီကိစ္စကိုတတ်ပြောပြအဲ့ဒါကကျွန်တော်တို့ဒီဖားရှိမှာပေါ့ဘာသာတရားထိုင်လောက်တာချင်းတူကျွန်တော်တို့ကဒီလောကီချမ်းသာကိုသွားတဲ့ပမထနဲ့လောကုတ္တရာချမ်းသာကိုသွားတဲ့ဝိပဿနာရဲ့စိတ်ဓာတ်ရေးရအစစ်မြင့်မာမှုဉာဏ်ရေးရအစစ်မြင့်မာမှုရုံညံ့မှုကျွန်တော်တက်ခွဲချအောင်ကျွန်တော်တို့တွေကဒီဝိပဿနာဘက်ကိုသွားတယ်ဘုရားရှင်ရှိမှအလုံးလုံးတာတူပဲတန်တရားချမ်းသာကိုသွားတယ်ဝိပဿနာသမားတွေကတရားပြည့်လေတရားကျင့်ကြံအားထုတ်မှုကြာလာလေလူပိသားလာချမ်းသာမှုတွေရုပ်ဝတ္ထုတွေကိုတိတ်ပြီးတော့တန်ဖိုးထားလူတယောက်ကိုကြည့်ပြီးဆိုကိုချင်းတီလာကိုအဓိကထားပြီးတော့ကြည့်တာသူဘယ်လောက်ထိမကင်ရှစ်နဲ့နေနိုင်လဲဆိုတာကိုကြည့်တာသူကသူလမ်းကြီးကကျူးကျော်တဲမှာတန်းရောင်ဖုံးဖက်ပြီးပေါင်းတယ်သူကအပြက်ကိုရှုတာဟုတ်ဗျကျွန်တော်တို့ကတမရပါတော့အဖြစ်ကိုမရှိတဲ့အရာကိုရှုပြီးတော့ချမ်းသာရရုပ်ထုချမ်းသာဖို့ဘယ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လောက်ထိအောင်မြင်လဲဘယ်လောက်ထိကြီးပွားလဲဘယ်လောက်ထိပေးနိုင်လဲဘယ်လောက်ထိကျွေးနိုင်လဲဘယ်လောက်ထိလူပေါင်းဆန့်လဲဘယ်လောက်ထိအဆက်အသွယ်ရှိလဲအဲ့မှာမူပြီးလူရသွင်းတာအသက်ကြီးတာဘုနာဝုဒ္ဓီတွေဝရဝုဒ္ဓီတွေလာမပြောနဲ့ကျွန်တော်သမထနေမှာ
မရှိဘူးနိုးနဲ့မစင်သေးတဲ့အကောင်လည်းအချွေရနေပေါ်ပြီးတော့ဝင်ငွေတောက်နေဆိုတာအကောင်ဆရာကြီးပဲသူဒီလားဘလောက်ပဲကောင်းကောင်းမကင်ရှိပါနဲ့ဘလောက်ပဲနေဘလောက်ပဲသူတော်ကောင်းပဲဖြစ်လူလုံးကျွန်တော်တို့ပဲဘီနေစရာနေပဲထိုးနီးလောက်ကမှာဂိုင်းနဲ့ပဲတမန်ပဲတော်တော်များများအိုက်တာပဲအဲ့တော့ကွာချက်တွေရှိတယ်ကျွန်တော်လည်းပြောဆိုရင်တော့ဗျာကျွန်တော်ကတပတ်မှာ2ရက်လောက်ထံကုန်3ရက်လောက်ပဲကျွန်တော်ကဒီတောင်တကုံကနေပဲတာရုကန်ဖရားကိုသွားပြီးဘေးရင်သွားဟောတာဗျကားစီးရတာ9နိုင်လောက်ပဲစကားစီးရတာကျွန်တော်လည်းမသွားနိုင်ဘူးအဲ့မှာအကြောင်းကျိုးရှိလို့ဒါဘေးရင်ဆရာဆိုင်ကန်းနဲ့ဘေးရင်ဆရာဖြစ်တော့မသွားနိုင်အဲ့တော့စနေနေ့ကိုနေနဲ့လေးကိုပဲရတဲ့ပတ်စံလေးကိုအဓိကထားပြီးတော့ခွင့်ပြတာပေါ့ကျွန်တော်ကလည်းဘေးရင်ဆရာသာပြောတယ်ဘေးရင်သိမ့်မဟောချင်ဘူးဗျလူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုပဲလေဘေးရင်ဟောစားတာတွေပြီးတော့တိတ်မလှုပ်ချင်တဲ့အတဲမှာလည်းပါတယ်ဒီဟာတွေကလည်းနောက်ပိုင်းကျွန်တော်ဘာကြောင့်ဘေးရင်ဟောမစားနေတာလဲဆိုတာလေးပြောပြပါဦးမယ်ဗျာအဲ့တော့တပတ်လုံးက2ရက်3ရက်လောက်ရှာတာလေးနဲ့ပေါ့ဗျာကျွန်တော်ဟိုတပတ်စာချွေချမ်းပြီးစားတော့အပြင်ကနည်းနည်းပေါ့ဟောတာပြောတာလေးနောက်ပြီးကျွန်တော်လည်းဒီဘေးရင်ပညာဆိုတဲ့အရာလဲစီးပွားပြသုံးတာမဟုတ်ဘူးဟိုဘယ်လိုကောတော်တော်လေးကိုကျွန်တော်ဟိုပါတချို့ဟာတွေဆိုကျွန်တော်အိတ်ဆိုင်ပြီးလုပ်ပေးရတာရှိပါတယ်ဒါထားလိုက်ပါတော့အဲ့ဒါတနင်္ဂနွေပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော်လည်းမုံပန်းနဲ့ဝင်နေဖြစ်တော့ဒီဖျားပြန်လာပြီးတော့ဆရာစီကိုသွားဆရာစီကိုအဖတ်ထော်ပွဲဆိုပြီးတော့သွားဗျာအဲ့တော့ကျွန်တော်တငယ်ချင်းလိုပဲကျွန်တော်တို့ကြတော့ဟောအိုဘေကြီးတွေဖြစ်သွားပြီလေဗျာအိုဘေကြီးတွေဖြစ်သွားပြီနောက်ပြီးတော့ဂိုင်းတော်မှာလည်းလူနိုင်တန်းနိုင်တဲ့အနေထားလည်းမရှိဘူးပါဝင်နိုင်မှုလည်းမရှိတဲ့အခါကျတော့လေတချို့ကိုအောက်ကတတ်ထဝလောက်နေတဲ့ဆရာဆိုတဲ့ပုဂ္ဂိုလ်တရားဝါကြီးတွေကတော့သူတို့တော့ဆရာကြီးဆိုတော့ကိုရီအဖက်လုပ်ပြီးတော့လူရသွင်းပြီးတော့နှုတ်ဆက်တဲ့လူကလည်းနှုတ်မဆက်ဘူးပေါ့ဗျာဒါပေမဲ့ကိုကလည်းဆရာတမျက်နာဆိုပြီးတော့သွားတာပေါ့အဲ့တော့ကျွန်တော်တို့ကဒူအယောက်1000လောက်ကိုချစ်တီထမင်းအဝဖြူပို့လိုက်တာလည်းမြင်တွေ့နေသမတ်သူမရှိသလိုစားပါအောင်လားဆိုပြီးတော့ကျွေးမဲ့သူလည်းမရှိဘူးဗျာကျွန်တော်လည်းခက်တီပဲနဲ့အဓိကကျွန်တော်သွားတာကကိုကဒီလောက်နေငါကလည်းလူဒန်းနိုင်တဲ့အနေအထားမျိုးလည်းမရှိဘူးမရှိတဲ့ခါကျတော့နောက်ဆုံးပေါ့နော်ဒီဓမ္မစကြာတော်တွေဖြစ်တဲ့အခါကျတော့တာတူလေးခေါ်မယ်ဆိုတော့သွားတာပေါ့ဗျာအဲ့တော့4နိုင်မနက်4နိုင်ထိုးလောက်ကျွန်တော်အိပ်ရထားပြီးတော့ပြင်ဆင်ပြီးတော့ချက်ပြုတ်ပြီးတော့သွားမှဖယားရောက်မှ7နိုင်လောက်ရောက်တယ်သူကငိုက်နေဟိုလည်းတော့နဲ့မပြီးတော့ပြန်လာခဲ့တယ်ပြန်တဲ့ခါကျတော့မှကျွန်တော်တို့ဆရာကတော့ပေါ့ဆရာမကြီးကနေပြီးတော့ဟဲ့သမင်းစားဝါလေးတဲ့သမင်းနေခင်းနေအများကြီးပဲဆရာမကြီးလို့ကျွန်တော်ကဝိကာလဘောဇနာပုတ်ရှောင်လာတာတော်တော်ကြာပြီတကယ်လည်းရှောင်နေတာပါတကယ်လို့ဝိကာလဘောဇနာပုတ်ကိုမဆောင်ပဲနဲ့ကျွန်တော်ကအစာအာဟာရစားတဲ့လူဆိုရင်သူတို့လူ1000လုံးကျွေးလိုက်တဲ့အနေထားနဲ့ကျွန်တော်တယောက်နဲ့ရှင်လိုက်မယ်ဆိုရင်တော်တော်ကြွားချမှုရှိပါတယ်မိုးချုပ်8နာရီထိုးဆိုတဲ့အချိန်ကတကယ်အလောက်ကပြန်လာတဲ့လူတွေတော်တော်စာနေတဲ့အချိန်ဖြစ်မှာပေါ့ကျွန်တော်ကတော့ဒီဝိကာလဘောဇနာပုတ်ကိုစောင့်တာ9နှစ်10နှစ်လောက်ရှိပြီကျွန်တော်အိမ်အောင်မကွဲခဲ့ဒေါင်းလောင်းကူးတဲ့ကျွန်တော်ဝိကာလဘောဇနာပုတ်ကိုစောင့်တာဖြစ်ချင်း9ပါးသီလကိုခါဝပစုကဲ့သို့ကျင့်သုံးခြင်းဆိုတဲ့အကြောင်းတရားလေးကြောင့်တကယ်ကုသိုလ်ရမှာဒါပေမဲ့ဒီကုသိုလ်မျိုးကိုမယူဘဲနဲ့လွဲသလိုပေါ့ကျွန်တော်ကိုယ်တိုင်ကလည်းစဉ်းစားကြအော်လို့ငါကဝိပါကာလဘောဇနာဘုံစောင့်နေတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့ပဲလို့အဲ့တော့ငါကိုယ်နဲ့ကိုယ်ကခွေး1000နဲ့လူတယောက်လွဲသလိုငါလွဲခဲ့ပြီလားဆိုတာအတွေးမြင်ကျွန်တော်အတွေးမြင်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကကုသိုလ်ကောင်းမှုကိုပဲကြည့်ပြီးတော့အကျိုးတရားကိုမကြည့်ဘဲနဲ့ကုသိုလ်တွေပြုမယ်ဆိုရင်ကျွန်တော်တို့ကခွေး1000လောက်ကျွေးမဲ့ဟာတကယ်အကျင့်သီလနဲ့ပြည့်စုံတဲ့လူပိသားသောလူတယောက်ကိုကျွေးတာနဲ့ညီမျှပါဗျာအဲ့တော့ကျွန်တော်တို့က
သိုလ်လည်းအကျိုးများသော